မင်္ဂလာပါရှင်ပမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့မိုးမောက်စစ်ကောင်စီတပ်စခန်းစင်ခန်းတပ်စခန်းနဲ့မန်စီမာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့တဲ့နဲ့ကစ်တော်နဲ့အနီးဝန်းကျင်ကစစ်ကောင်စီစခန်း12ခုကို KIA ပူးပေါင်းတပ်တွေသိမ်းယူထားနိုင်ပြီးဖြစ်တဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကအစီအစဉ်တင်ဆက်သူရှေ့မုံပါပမော်မြို့နယ်ကမိုးမောက်မန်စီနဲ့စင်းခန်းဒေသတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့ကာကင်းစခန်းတွေကိုမေလ9ရက်ဒီကနေ့မှာ KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ရှေ့တန်းသတင်းတွေအရသိရပါတယ်။ဒီကနေ့မနက်9:00နာရီအချိန်လောက်ကနေစင်းခန်းအနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်း6ခုမန်စီမြို့အနီးတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း5ခုမိုးမောက်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲဖြစ်တဲ့နောက်မနက်9:00နာရီမှာတော့စင်းခန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းနဲ့မန်စီကောက်နူကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဆက်ပြီးမနက်10:00နာရီနဲ့နေ့လယ်မှာတော့မန်စီရဲစခန်းစင်းခန်းတာဝါကုန်းစစ်ကောင်စီတပ်စခန်းမိုးမောက်မှာတပ်ဆွဲထားတဲ့တပ်စခန်းတွေနဲ့မိုးမောက်ရဲစခန်းစတာတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေပြီးခဲ့တဲ့မတ်လ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်စင်ရေး2လအကြာမှာတော့စစ်ကောင်စီတပ်စခန်း80ကျော်ကိုသိမ်းယူထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။ KIA အမှတ်1လှုပ်ရှားတပ်ရင်းနေမြေအတွင်းကစစ်ကောင်စီတပ်စခန်း6ခုနဲ့တပ်မဟာ9တပ်ရင်း3နေမြေအတွင်းကစစ်ကောင်စီတပ်စခန်း5ခုကို KIA ပူးပေါင်းတပ်တွေအပြည့်စည်သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။၎င်းစခန်းတွေကိုမေလ4ရက်နေ့မှာတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲ3ရက်အကြာမှာကစ်တန်စခန်းအပါအဝင်စစ်ကောင်စီတပ်စခန်း12ခုကိုသိမ်းယူနိုင်ခဲ့တာပါ။ KIA အမှတ်1လှုပ်ရှားတပ်ရင်းနေမြေကကစ်တန်အင်ခရမ်စမာကကမ်ပုံးလင်းရှောင်းခေါင်တပ်စခန်းတွေနဲ့ KIA တပ်မဟာ9အမှတ်3တပ်ရင်းနေမြေမှာတပ်ဆွဲထားတဲ့ငှကျံဖောက်တော့လော့ခုံလော့ဖြီစိုင်းအောင်စတဲ့စစ်ကောင်စီတပ်စခန်းတွေကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။အခုလက်ရှိမှာတော့သိမ်းယူထားနိုင်ပြီဖြစ်တဲ့တပ်စခန်းနဲ့အနီးဝန်းကျင်နေရာတွေကိုနေမြေရှင်းလင်းတာတွေလှုပ်ဆောင်နေပါတယ်။ဒီနေ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။